လူတယောက်ကိုလေတိတ်မုန်းပြီဆိုရင်ကိုကအရင်ဖြတ်ပလိုက်တော့ကိုကအရင်သာစဖြတ်လိုက်တော့သူမုန်းလို့ကိုမုန်းတန်တရာပဲဆုံးတော့မလဲလူတယောက်ကိုဘယ်တော့မှနောင်ဘဝတည်းမဆုံးခြင်းတော့ဒီဘဝမှာအပြီးဖြတ်ပလိုက်လေအဲ့လိုဖြတ်တဲ့အခါမှာအရှုံးအနိုင်တွေထက်မတွက်တော့နဲ့ငါကအလျှော့ပေးရင် तू ငါပိုနိုင်မလား तू နိုင်တာ तू ကိစ္စ तू တန်တရားကြရင်ပြန်ခိုင်းရကိုဖြတ်ဖို့ကကိုကအရင်ပဲကိုကအရင်ပြတ်အောင်ဖြတ်နိုင်ရင်ပြတ်သွားတာပဲကိုမဖြတ်နိုင်လို့မပြတ်တာလေဟုတ်ရဲ့လားတခါကဒိုးရီကခွန်းလွတ်တယ်ဆိုပြီးတော့လေဟိုအကျွင်းမဲ့ခွန်းလွတ်တာမဟုတ်ဘူးနည်းနည်းလေးခြံပြီးတော့ခွန်းလွတ်တာများတယ်တေချာတွေးကြည့်အမကျမမှားသွားခွန်းလွတ်ပါတော့ခွန်းလွတ်ပါတယ်ဒါပေမဲ့အဲ့လူပေါ်မယုံတော့စိတ်မချတော့မယုံတော့အကျွင်းလေးတွေခြံပြီးခွန်းလွတ်ထားတယ်ဆိုတော့ကို့မှာကအကြံလေးနဲ့ခွန်းလွတ်ထားတာအဲ့အကြံလေးတွေစုတိုင်းကိုကပောက်ကွယ်တော့တကယ်အဲ့လိုမျိုးခွာချနိုင်တဲ့ခွန်းလွတ်ထားအကျွင်းမဲ့ကိုခွန်းလွတ်ပလိုက်ဘုန်းကြီးတို့မမရဖတ်ဘူးတဲ့စာထဲမှာ Thomas Edison အကြောင်းလေး Edison ကမီးလုံးနဲ့စတီထွင်တဲ့လူတီထွင်ကတစ်ချိန်နဲ့အောင်မြင်တာမဟုတ်အချိန်ပေါင်းထောင်ချီပြီးတီထွင်ရအဲ့တော့အောင်မြင်ခံဒီမှာနောက်ဆုံးအချိန်တော်တော်များများတီထွင်ပြီးတော့မီးလုံးလေးတစ်လုံးအောင်မြင်လာအဲ့ဒါဒီအောင်မြင်စမ်းသပ်ထားတဲ့မီးလုံးလေးကိုသူ့တပည့်ကိုဒီဟာလေးယူပြီးဟိုစပွဲပေါ်သွားတင်ထားလိုက်စပွဲလှုပ်သူကအဲ့ဒါလေးတေချာကိုင်းပြီးတော့သွားတင်နဲ့ခလုတ်တိုက်ပြီးလဲသွားမီးလုံးကြကွက်သွားဟာခက်ခဲတီတွင်ထားဟိုကလေးကလည်းစိတ်မကောင်းဆရာခွန်းလွတ်ပါဒီငါခွန်းလွတ်ပါတယ်ဆိုထက်ကြိုးစားတာပေါ့ဆိုအက်ဒီဆင်ထက်ကြိုးစားတယ်နောက်တစ်လုံးရအဲ့ဒီကလေးကိုပဲသွားပြီးတော့မင်းသွားတင်ထားလိုက်သပွဲပေါ်သွားတင်ဘေးကတပည့်တည်းဆရာဒီကောင်စိတ်မချဘူးတဲ့ဘာလို့သူပြန်တင်ခိုင်းတာလဲမဟုတ်ဘူးငါသူ့ကိုခွန်းလွတ်ထားပေးတာလေငါဘာမှမရှိတော့သူကသွားတင်လိုက်မယ်နောက်တစ်ခါခွင့်ရေးပေးလိုက်တော့နောက်တစ်ခါကျတော့မဖြစ်တော့ဘူးတို့တွေကခွန့်လွတ်တဲ့ပြောနောက်ထပ်အခွင့်အရေးမပေးရတော့ဘူးနော်အဲ့တော့အကျွင်းလေးတွေထားပြီးခွန့်လွတ်တဲ့စိတ်ကိုကိုအနာလေးတွေရှိနေတာဆိုတော့တို့ကဘယ်တော့မှမပြေဘူး။ဒါကြောင့်တစ်ခါကမှတ်ထားတီးထားတဲ့စိတ်ကလည်းပဲအဲ့မှတ်ထားတီးထားခြံထားတာလေးများလိုက်ကိုပို့ပြီးတော့အဆိုင်အခဲဖြစ်အကျွင်းမဲ့ခွာချနိုင်အောင်အကျွင်းမဲ့ခွန့်လွတ်နိုင်အောင်ကြိုးစားရတယ်နော်အတတိတတိမမှုပါနဲ့အမနတိကတော့စိတ်ထဲမှာမှတ်မထားတီးမထားပါနဲ့ကိုရီးယားမှာနေတော့ဖတ်ဖို့တဲ့ပုံ